တခါလောက်ချက်စားကြည့်တဲ့ရာသီသားတရသီးကြော်လေးကြော်မှာဖြစ်ပါတယ်။ဒီတရသီးကြော်လေးနဲ့ဆိုရင်အရန်ပူပြီးအစားတောက်ပြတ်တဲ့အချိန်မှာတော့ထမင်းစားမိန်မှာတီးကြပါရဲ့နော်။ချက်ရတာအရန်လွယ်ပြီးစားလို့လည်းကောင်းတာမို့လို့တရသီးပေါ်တဲ့ရာသီမှာလိုက်ချက်စားကြည့်ကြအောင်နော်။အရင်ဆုံးတရသီးတစ်လုံးကိုထိပ်ဖြတ်ပြီးအစိမ့်လေးတွေထွက်သွားအောင်ရေထဲမှာခဏစိမ်ထားလိုက်ပါမယ်။တရသီးစိမ်ထားတဲ့အချိန်မှာရေစိမ်ထားတဲ့ပစွန်ကြောက်လေးတွေထောင်းပါမယ်။မညက်တညက်အနေထားလေးရတဲ့အထိထောင်းထားလိုက်မယ်နော်။တရသီးကိုပစွန်ကြောက်နဲ့မကြော်ပဲငချောက်လေးနဲ့ကြော်မယ်ဆိုရင်လည်းစားလို့ကောင်းပါတယ်ရှင်။ပြီးရင်တော့ကျက်သွန်နီနှလုံးလောက်ကိုလည်းခက်ချင်းချင်းလှီးထားလိုက်ပါမယ်။ငရုတ်သီးစိမ့်လေးတွေကိုလည်းကိုယ်အဆက်စားနိုင်တဲ့လောက်တစ်စောင်းလေးတွေလှီးထားလိုက်မယ်နော်။အဆက်မစားနိုင်ရင်တော့ငရုတ်သီးကိုမလှီးပဲနဲ့အတောင့်လိုက်ထည့်လို့ရပါတယ်ရှင်။တရသီးတွေကအစည်းလေးတွေထွက်လာပြီးဆိုရင်ရေဆေးပြီးအခွန်ခွာထားလိုက်ပါမယ်။ပြီးရင်တော့တရသီးချစ်တဲ့ချစ်လေးနဲ့ပဲချစ်ထားလိုက်မယ်နော်။ဒါဆိုရင်တော့တရသီးကြော်ဖို့အတွက်တရသီးကတော့အစင်းနှင်းဖြစ်နေပါပြီရှင်။ကျန်တဲ့ပဝင်ပစ္စည်းလေးတွေဖြစ်တဲ့ကြက်သွန်နီစိမ့်စားငပီပစွန်ကြောင့်နဲ့ငရုတ်သီးစိမ့်လေးတွေလည်းအစင်းနှင်းပဲဆိုတော့စချက်ကြမယ်နော်။အရင်ဆုံးအိုးရဲကိုစီထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်ခုနခက်ကြံကြံလှီးထားတဲ့ကြက်သွန်နီလေးတွေထည့်လိုက်ပါမယ်။အယောင်လေးပူလာအောင်စနွေးလေးလည်းထည့်လိုက်ပါမယ်ရှင်။ကြော်လာလိုက်တာကြက်သွန်လေးတွေလည်းနွမ်းလာပြီဆိုရင်စိမ့်စားငပီထည့်ပါမယ်။စိမ့်စားငပီကြော်ထားတာအနက်လေးမွေးလာပြီဆိုရင်ပစွန်ကြောက်ထောင်းထားတာလေးတွေထည့်လို့ရပါပြီနော်။ပစွန်ကြောက်လေးတွေကိုတော့ခြောက်လာတဲ့အထိခဏလောက်ကြော်ထားလိုက်ပါမယ်။ပစွန်ကြောက်လေးတွေခက်ချက်ချက်လေးဖြစ်လာပြီဆိုရင်တရသီးချစ်ထားတာလေးထည့်ပါမယ်။အရသာအတွက်စားနေဟင်းချုံမုံအနေငယ်ထည့်ပါမယ်။ကြော်လာလိုက်တာတရသီးလေးတွေနွမ်းစားပြူလာပြီဆိုရင်ငရုတ်သီးစိမ့်လေးတွေထည့်လိုက်ပါမယ်ရှင်။ခဏလောက်ဆက်ကြော်ပြီးပြီဆိုရင်တော့တရသီးစိမ့်ကြော်လေးကကျက်ပါပြီရှင်။ခုလိုမူတဲ့ရာသီမှာဒီရာသီသားတရသီးကြော်လေးနဲ့ဆိုရင်ထမင်းစားမမိန်မှာပူစရာမလိုတော့ပါဘူးနော်။ဒီလိုနီးလေးအတိုင်းပစွန်ကြောင့်မထည့်ပဲငချောက်ကိုသုံးပြီးတကြံကြော်လို့လည်းရပါတယ်ရှင်။